ပါကစ္စတန်ကလပ်တင်းရဲ့ကလပ်မှုကိုညှင်းပယ်လိုက်တဲ့တိုက်ဆက်မှုတန်းပိုင်ရဲ့အကြောင်းနဲ့စိတ်ဝင်စားစရာနောက်ဆုံးရပြည်တွင်းအားကစားသတင်းတွေကိုတင်ဆက်ပေးကြပါမယ်။ Talking Football မြန်မာရဲ့ TikTok နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်။ပထမဆုံးအနေနဲ့ပြောပြပေးချင်တာကတော့ပါကစ္စတန်ကလပ်တင်းရဲ့ကလပ်မှုကိုညှင်းပယ်ထားတဲ့မြန်မာလေရေးစဉ်တိုက်စစ်ကစားသမားတန်းပိုင်ရဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်။မကြာမီရက်ပိုင်းမှာပြီးဆုံးတော့မယ်2025-2026ထိုင်းလိဒုတိယတန်းပြိုင်ပွဲတွေမှာ track တင်းနဲ့တူဝင်ရောက်ရှင်ပြိုင်နေတဲ့မြန်မာလေရေးစဉ်တိုက်စစ်ကစားသမားတန်းပိုင်ကတော့ပါကစ္စတန်ကလပ်တင်းရဲ့ကလပ်မှုကိုရရှိထားပေမဲ့သူ့အနေနဲ့ညှင်းပယ်လိုက်တယ်လို့သိရှိရတာဖြစ်ပါတယ်။တိုက်စစ်မှုတန်းပိုင်ကိုပါကစ္စတန်ကလပ်တင်းတချို့ကကလပ်မှုတွေရှိထားပေမဲ့လည်းပါကစ္စတန်ကလပ်တင်းတွေကစီမီပရိုလီအဆင့်သာရှိတာကြောင့်တန်းပိုင်အနေနဲ့ညှင်းပယ်လိုက်တာဖြစ်တယ်လို့သိရှိရပါတယ်။တန်းပိုင်ကအခုနှစ်ဘောလုံးရာသီမှာထိုင်းလီဒူကလပ်ထရက်တင်းမှာပါဝင်ကစားနေလဲရှိပေမဲ့နောက်လာမယ့်ဘောလုံးရာသီအသစ်မှာတော့ထိုင်းလီဒူတခြားအသင်းဒါမှမဟုတ်မလေးရှားကလပ်အသင်းတွေကိုပြောင်းရွှေ့ကစားဖို့စီစဉ်နေလဲရှိတယ်လို့တန်းပိုင်ရဲ့အေဂျင့်ဖြစ်သူကိုရဲနိုင်ဝင်းထိုင်မှသိရပါတယ်။ပြီးခဲ့တဲ့2026 USAC အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာအုပ်စုစစ်နဲ့သာကျင်းပခဲ့ရတဲ့မြန်မာ USAC အသင်းကတော့လာမယ့်မေလတွင်းမှာရှင်ပြိုင်ကစားသွားရမယ်2026 USAC အာရှဗလာပြိုင်ပွဲအတွက်အင်ဒိုနီးရှားနိုင်ငံမှာလေ့ကျင့်မှုတွေကိုဆက်လက်ဆောင်ရွက်ပြုလုပ်နေလဲရှိတယ်လို့သိရှိရပါတယ်။မြန်မာ USAC အသင်းဟာလက်ရှိချိန်မှာလေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်နေလဲရှိပေမဲ့မကြာမီရက်ပိုင်းအတွင်းမှာတော့ sorry နိုင်ငံကိုထွက်ခွာသွားမှာဖြစ်ပြီး2026 USAC အာရှဗလာပြိုင်ပွဲတွေကိုရှင်ပြိုင်ကစားမှာဖြစ်ပါတယ်။ကြားသိရတဲ့နေရာတော့မြန်မာ USAC အသင်းဟာ sorry နိုင်ငံကိုမထွက်ခွာမီကစားသမားပြောင်းလဲမှုတချို့ပြုလုပ်သွားမယ်လို့သိရှိရပြီးအဲ့ဒီလူစင်းထဲမှာရဲနိုင်အောင်ပြန်လည်ပါဝင်လာမလားဆိုတာကတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။မြန်မာ USAC အသင်းဟာ sorry နိုင်ငံမှာကျင်းပသွားမယ်2026 USAC အာရှဗလာပြိုင်ပွဲရဲ့အုပ်စု A မှာ Asian sorry တဲ့ဥဘကစ္စတန်အသင်းထိုင်းအသင်းတွေနဲ့တအုပ်စုတွေကြားရောက်နေလဲရှိပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ရတနာပုံအသင်းနဲ့လမ်းခွဲလိုက်တဲ့ဝိုင်းရင်တိုက်စစ်ကစားသမားလည်းဖြစ်တယ်လို့အသင်းကောင်းဆောင်လည်းဖြစ်တဲ့ပြည်မိုးရဲ့အကြောင်းပဲဖြစ်ပါတယ်။အခုနှစ်ဘောလုံးရာသီမှာအောင်မြင်မှုတွေရရှိဖို့အတွက်အပြောင်းလဲတွေအများစွာပြုလုပ်ထားတဲ့ရတနာပုံအသင်းနဲ့သူတို့ရဲ့အသင်းကောင်းဆောင်ဖြစ်တဲ့ပြည်မိုးကတော့လမ်းခွဲလိုက်ပြီးဖြစ်ပါတယ်။ပြည်မိုးဟာ2024-2025ဘောလုံးရာသီမှာရတနာပုံအသင်းကိုရောက်ရှိလာခဲ့တာဖြစ်ပြီးတော့အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တဲ့အတွက်အသင်းမှာအရေးကြီးတဲ့ကစားသမားတအုပ်ဖြစ်ရပ်တည်နိုင်ခဲ့တယ်လို့အသင်းကောင်းဆောင်ရာထူးကိုလည်းထမ်းဆောင်နေတဲ့တိုက်စစ်ကစားသမားတအုပ်ဖြစ်ပါတယ်။ဒါ့အပြင်မြန်မာ National League ရဲ့လက်ရှိချန်ပီယံအသင်းဖြစ်တဲ့ Shell United အသင်းကလည်းသူတို့ရဲ့ပြပကစားသမားတွေဖြစ်တဲ့ Roji, Harmindan, Bakayoko, Marasiro အစရှိတဲ့ကစားသမားတွေနဲ့လမ်းခွဲလိုက်ပြီးဖြစ်တယ်လို့သိရှိရတယ်လို့ရန်ကုန် United အသင်းကလည်းဂျပန်နိုင်ငံသားနီးပြ Yuki Tatsuro နဲ့နှစ်ဦးသဘောတူလမ်းခွဲလိုက်ပြီးဖြစ်ကြောင်းအသင်းရဲ့ထုတ်ပြန်ချက်တွေအရသိရှိရပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့ပါကစ္စတန်ကလပ်အသင်းရဲ့ကလပ်မှုကိုရရှိခဲ့ပေမဲ့ညှင်းပယ်လိုက်တဲ့တိုက်စစ်မှုတန်းပိုင်နဲ့စိတ်ဝင်စားပွဲနောက်ဆုံးရပြည်တွင်းအားကစားသတင်းတွေအကြောင်းကိုပြောပြပေးသွားတာဖြစ်ပါတယ်။ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။